နက်စာအစင်းသင်းဖြစ်ပါပြီနေ့လယ်စာအစင်းသင်းဖြစ်ပါပြီညစာအစင်းသင်းဖြစ်ပါပြီဒါတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအရင်ဆုံးမနက်စာနေ့လယ်စာညစာတန်တော်လေးနဲ့တခြားလေးချင်းကြည့်မယ်နော်အဲ့တော့မနက်စာ breakfast နေ့လယ်စာ lunch ညစာ dinner မနက်စာအစင်းသင်းဖြစ်ပါပြီအဲ့တော့အစင်းသင်းဖြစ်တာကိုအင်္ဂလိပ်လို ready မနက်စာအစင်းသင်းဖြစ်ပါပြီ breakfast is ready နေ့လယ်စာအစင်းသင်းဖြစ်ပါပြီ lunch is ready ညစာအစင်းသင်းဖြစ်ပါပြီ dinner is ready breakfast is ready lunch is ready and dinner is ready ညစာအစင်းသင်းဖြစ်ပြီဆိုတော့ပြောတတ်သွားပြီပေါ့နော်အစင်းသင်းမဖြစ်သေးဘူးဆိုရင်ဘယ်လိုပြောမလဲfor example ဒီ breakfast ပေါ့နော်ဆိုရင် breakfast is not ready နော်breakfast ဒီအစင်းသင်းမဖြစ်ဘူးပေါ့နော်အစင်းသင်းမဖြစ်သေးဘူးပေါ့နော်သေးဆိုတဲ့စကားလုံးမှာထိနေတယ်ဆိုတော့ yet ကိုထည့်သုံးတာပေါ့နော် breakfast is not ready yet lunch is not ready yet dinner is not ready yet အဲ့တော့ yet ကိုထည့်သုံးတယ်နော် yet မပါလဲရတော့ရတယ်ပေါ့နော် breakfast is not ready lunch is not ready dinner is not ready အစင်းသင်းမဖြစ်ဘူးအဲ့လိုမျိုးပြောတာပေါ့နော်အစင်းသင်းအခုချက်ပြုတ်နေတယ်ပေါ့နော်ရတော့မယ်ဒါပေမဲ့ ready တော့မဖြစ်သေးဘူးလို့ပြောချင်တယ်ဆိုရင်နော် breakfast is not ready yet lunch is not ready yet dinner is not ready yet အဲ့လိုမျိုး yet နဲ့တွဲသုံးတယ်နော် yet yes မဟုတ်ဘူးနော် yes yes ဟုတ်ကဲ့ yet yes ဒီဟုတ်ကဲ့ပါ yet ဒီသေးဆိုတဲ့အဓိပ္ပာယ်သူကတော့ negative ဖြစ်တဲ့ not နဲ့တွဲသုံးတယ်နော် not yet နှစ်ခုပဲပြောမယ်ဆိုရင်တော့အချိန်တန်သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုး